အားလုံးပဲမင်္ဂလာပါဆရာကတော့ဒေါက်တာကျော်ဖြစ်ပါတယ်ဆရာတော်ဒီနေ့ပြောပြပေးခြင်းတဲ့ဗီဒီယိုလေးကတော့လေချောင်းခဏခဏနာနေတဲ့ရင်ဘာတွေလုပ်ရမလဲပေါ့နော်လေချောင်းနာတဲ့လူတွေအတွက်ခုဆရာပြောတဲ့အချက်လေးတွေကိုလိုက်နာလုပ်ဆောင်ခြင်းအဖြစ်လေချောင်းခဏခဏနာတာကိုရှောင်ရှားနိုင်မယ်တသားစိတ်မယ်ပေါ့နော်ဒီအချက်လေးကိုဆရာပြောပြပေးခြင်းဖြစ်ပါတယ်နော်အဲ့တော့နံပါတ်1အချက်ကတော့ရေများများတောက်ပါတယ်နော်အဲ့တော့လေချောင်း6ထာကနာကျင်မှုကိုပို့ဆိုးစေနိုင်ပါတယ်เนาะအဲကြောင့်လေချောင်းကိုဆိုးနေဖို့ကရေခဏခဏတောက်နေဖို့လိုတယ်เนาะအဲတော့လေချောင်း6ထာနေစဉ်လေချောင်းနာတာကိုပို့မဆိုးဖို့အတွက်ကိုရေခဏခဏတောက်ပေးဖို့လိုတယ်ပေါ့เนาะအဲတော့ရေများများတောက်ဖို့လိုပါတယ်နောက်တစ်ခုကကျတော့စားရည်ဖြင့်ပလုတ်ခြင်းပါเนาะအဲတော့ရေနွေးနွေးတဲ့ကိုစားလက်ငယ်ထည့်ပြီးတော့ပလုတ်ခြင်းပြင်အပြင်လေချောင်းကိုရှင်းစေတယ်เนาะနာနေရဲ့လေချောင်းကိုလည်းတကယ်ကိုတက်တာစေပါတယ်เนาะအဲတော့တနေ့ကို3-4ချိန်လောက်ထိဒါမျိုးလုပ်ပြီးလို့ရတယ်เนาะအဲတော့စားရည်နဲ့ပလုတ်ခြင်းဖို့လိုမယ်เนาะနောက်တစ်ခါကျတော့ပြားရည်တက်မြာရည်လိုမျိုးပေါ့နော်အဲ့တော့ပြားရည်လေးရဲ့တက်မြာရည်ညှစ်ပြီးတော့ရည်နွေးနဲ့ဖြောဆက်ပြီးတော့တောက်ပေါ့နော်အဲ့ဒါမျိုးဆိုရင်ချွဲပျော်စေတယ်လေချောင်းနာတာကိုတက်တာစေပါတယ်နော်နောက်တစ်ခါကျတော့အစာအသောက်ပေါ့အဲ့တော့အရန်အပူအဆက်တွေနော်အချင်းတွေအငန်တွေပြင်းတဲ့အစာအသောက်တွေကိုတော့ရှောင်ကျဉ်ဖို့လိုတယ်နော်ပြောပြောင်းနဲ့ဒါအရန်ပူတာအရန်အေးတာမဟုတ်တဲ့အစာအသောက်လေးတွေကိုရွေးချယ်ပြီးတော့စားတယ်ပေါ့နော်နောက်တစ်ခါကျတော့လေထုဆိုတိုင်းအစာကိုယူဆိုင်ဖို့လိုတယ်ပေါ့နော်အရန်လေသူ6တွေ့တဲ့ရာသီဥတုတွေမှာလေချောင်းပိုနာတတ်တယ်အဲအကြောင်းသူကလေသူဆိုတိုင်းစားထိန်ဖို့အတွက်ကိုဆရာတို့ humidifier ဆိုတဲ့ဘုလိုမျိုးရေနွေးဖြန်းဆက်လေးတွေသုံးနိုင်နော်ပိုကောင်းတယ်ပေါ့နော်အဲ့တော့အရန်6တွေ့တဲ့ရာသီဥတုမှာဆိုရင်တော့ဒါမျိုးလေးသုံးရင်ပိုကောင်းတယ်လို့ပြောပါနော်နောက်တော့ကျတော့ဆေးလိပ်နဲ့အရက်ကိုရှောင်ပေါ့နော်အဲ့တော့ဆေးလိပ်အရက်တွေကလည်းလေချောင်းနာတာကိုပိုဆိုးစေတဲ့အတွက်ရှောင်ဖို့လိုပါတယ်နော်နောက်တော့ကျတော့အေးဝအောင်အိတ်မယ်ကိုခံအားကိုမြင့်တင်မယ်ပေါ့နော်ဒါမျိုးတေချာနားနေဖို့လေလိုတယ်ပေါ့နော်အထူးဖြင့်ကိုကနေမကောင်းလေရောင်းနာခြင်းပြီးဒါမျိုးအချိန်မှာဒီမျိုးပေချာလေးနားနေနိုင်ရင်ပိုကောင်းတယ်ပေါ့နော်နောက်ဆုံးဘလို့မှမသက်တာဘူးရက်ကြလာတယ်ဒါမှမဟုတ်ဖျားတယ်ချောင်းဆိုးတယ်တခြားအသက်ရှူချက်တာပါလာရင်တော့ဆရာဝန်တွေနဲ့ပြတ်သားဖို့လေတိုက်တွန်းခြင်းတယ်ပေါ့နော်အဲ့တော့ဆရာဝန်နဲ့ပြတ်သားဖို့လေအရေးကြီးပါတယ်နော်အဲ့တော့ခုကတော့ဆရာတို့ဒါလေချောင်းနာတဲ့အချိန်မှာလေချောင်းနာတာတွေခဏခဏဖြစ်နေတတ်တဲ့အချိန်မှာပေါ့နော်ဘာတွေလုံမလဲလေချောင်းနာတာကိုရှောင်ရှားနိုင်ဖို့ဘယ်လိုအချက်တွေကိုလုပ်အောင်လဲဆိုတာကိုဆရာဟိုညပ်ပေးခဲ့တာဖြစ်ပါတယ်နော်အဲ့တော့ဆရာတို့ရဲ့ head by Zoka Care channel လေးမှာလည်းဘယ်လိုမျိုးကျမကြီးပညာပေးဗီဒီယိုလေးဆက်လက်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ဆရာတို့ရဲ့ဗီဒီယိုလေးကိုကြည့်ရှုနိုင်ဖို့အတွက်ကို channel လေးကိုလည်း subscribe လုပ်ထားဖို့ဖိတ်ခေါ်ချင်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်